ဇလန်းနာမည်ကပန်းပစံနနခင်းရဲ့လင်းအောင်ဖြောဖြောသည့်ရန်ကုန်မြို့စဉ်ရှိကျူးကျော်ရက်ွက်ကလေးတွင်သို့ခိုးကြောင်ခိုးဝဲဝင်ရောက်လာခဲ့ပါတယ်။သုံးမိုးဟောင်းများပေါ်သို့ကြားရောက်နေသောနှင်းဆက်များကတဖြောက်ဖြောက်နှင့်အတန်မီနေပါတယ်။လမ်းချင်းလေးများတွင်ရှုပ်ွက်များကခြေလမ်းတိုင်းကိုစေးကပ်စွာနှောက်ယှက်နေသောလဲပန်းနွယ်အတွက်မူဤရာများသည်နေ့စဉ်ဘဝ၏အစိမ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ပန်းနွယ်၏အသက်မှာ19နှစ်သာရှိသေးတော်လဲသူမ၏လက်ဖွားများမှာတော့ကြမ်းတမ်းနေပြီဖြစ်ပါတယ်။သူမသည်အိမ်ရှိကဝကဟောင်းလေးကိုတုံးဖွင့်ပြီးအပြင်သို့ထွက်လာခဲ့ပါတယ်။သမီးထမင်းရယူသွားအောင်လေ။အမေဖြစ်သူဒေါ်အေးမြကမိဖို့ကြောင့်လည်းမှလှမ်းအောင်ပြောခဲ့ပါတယ်။ဒေါ်အေးမြသည်ဈေးသက်တူဖြစ်သည်ဖြင့်မိုးမလင်းခင်ကတည်းကဟင်းရွက်ထုံများပြင်ဆင်နေရသူဖြစ်ပါတယ်။အဖေဖြစ်သူဦးဖုံးကတော့လက်သမားကရိယာတန်စာပလာများကိုစစ်ဆေးရင်းဆက်လက်ကိုတစ်ဖက်ကခင်းနေခဲ့တယ်။ဟုတ်အမေရပြီ။မောင်လေးရောထပြီလား။အေးကျောင်းသွားဖို့ပြင်နေပြီကွ။နင်းမောင်လေးကိုလည်းမိုးဖိုးလေးနည်းနည်းပါးပါးပြေးလိုက်အောင်လေ။ဦးဖုံးကဝင်ပြောခဲ့ပါတယ်။ဤမိသားစုလေးသည်ဆင်းရဲသည်သို့တော့ထိုဆင်းရဲမှုကြားတွင်နားလည်မှုနှင့်မေတ္တာတရားကနှွေးထွေးစွာစီးဆင်းနေခဲ့ပါတယ်။ပန်းနွယ်သည်သူမ၏ကိုယ်ပိုင်စီးပွားရေးဖြစ်သောတွန်းလဲကလေးစီသို့ရောက်သွားလိုက်ပါတယ်။ထိုတွန်းလဲလေးသည်သူမ၏ဘဝကိုထောက်ပံ့နေသောယရနာတစ်ပါးပင်ဖြစ်တယ်။လုပ်ငန်းခွင်တွင်ဘူဒုဒရှာဖွေခြင်းပန်းနွယ်၏အလုပ်ကရက်ွက်ထဲမှဆိုင်ငန်းများအိမ်ငန်းများသို့ကွန်မစ္စည်းများပို့ဆောင်ပေးရခြင်းဖြစ်သည်။ရေပုံးများဆိုင်အိမ်များမှအစအိမ်သုံးပစ္စည်းများအထိသူမမငြင်းမညူသေးယူပို့ဆောင်ပေးခဲ့တယ်။သို့သောပန်းနွယ်သည်ရိုးရိုးတွန်းလဲသမားတယောက်မဟုတ်ပါဘူး။သူမ၏တွန်းလဲလက်ကအနီးတွင်တစ်သားတစ်တာလေးတစ်လုံးကိုကိုယ်တိုင်ရိုက်ပြီးတတ်ထားတတ်ပါတယ်။ထိုတစ်တာလေးလည်းတွင်အမြဲတမ်းရှိနေသည်မှာစာအုပ်များပင်ဖြစ်ပါတယ်။ဟေးပန်းနွယ်ဒီနေ့ရောဘာစာအုပ်ဖတ်နေတာလဲ။လန်တစ်ကကုန်းစုံဆိုင်ပိုင်ရှင်ဦးလေးထွန်းကလှမ်းမေးလိုက်ပါတယ်။ဒီနေ့တော့စီးမွားရေးနဲ့စူဆောင်းရေးအတတ်ပညာဆိုတဲ့စာအုပ်လေးဖတ်နေတာဦးလေးကပြုံးလျက်ပြန်ပြေးလိုက်ပါတယ်။ပန်းနွယ်သည်ပစ္စည်းများတင်ရန်စောင့်ဆိုင်နေရသည့်အချိန်တော်တွင်၌၎င်းလက်လျှောက်နေစဉ်နားနေအချိန်များ၌၎င်းစာကိုအလွန်ပေးပဲဖတ်တတ်တဲ့ဝါသနာရှိပါတယ်။သူမအတွက်စာအုပ်သည်ဆင်းရဲရင်းမှထွက်ပေါက်တစ်ခုသာဖြစ်တယ်။သူမတီးထားသည်မှာလက်လုံလက်စားဘဝကနေလွံ့မြောက်မှုဆိုရင်လက်ယုံရည်ဒီမကဦးနှောက်ရည်စိတ်နှလုံးဦးနှောက်ကောင်းဖို့အတွက်သာလိုတယ်ဆိုတာသူသိပါတယ်။ထိုနေ့ကပန်းနွယ်ပစ္စည်းပူရင်လမ်းမေးကအမိုက်ပုံနာမှာလွှတ်ပစ်ထားသောမဂ္ဂဇင်းဟောင်းတချို့ကိုတွေ့လိုက်ရပါတယ်။သူမသည်နှာခေါင်းရှုံပဲထိုစာအုပ်များကိုကောက်ယူကဖုံးခါလိုက်ပါတယ်။ထိုစာအုပ်များတွင်နိုင်ငံတကာသတင်းများနည်းပညာအသစ်ဆန်းများနှင့်ပတ်စံကိုစနစ်တကျစီမံခန့်ခွဲနည်းများပါဝင်နေတဲ့စာအုပ်များပင်ဖြစ်ပါတယ်။သူမတွေးလိုက်သည်မှာလူတွေကပတ်စံမရှိလို့ဆင်းရဲတယ်လို့ထင်ကြပေမယ့်တကယ်တော့အခွင့်အလမ်းကိုမြင်အောင်ကြည့်နိုင်စမရှိလို့ဆင်းရဲနေကြတာ။ငါမှအရင်နည်းမရှိသေးပေမဲ့ငါမှအချိန်ရှိတယ်။ဒီအချိန်ကိုဘိုးတုဒနဲ့ငါလဲမယ်။ညနေဆောင်တွင်ပန်းတွေအိမ်သို့ပြန်ရောက်လာပါတယ်။တနေ့လုံးတွန်းလဲတွန်းထားသဖြင့်ခြေလက်များညောင်းရနေတော့လဲသူမမနာသေးပါ။ရရှိလာသောလောအားကထဲမှမိသားစုစားဝတ်နေရေးအတွက်အမိကိုအနှံပြီးကြံတဲ့ငွေစားအချို့ကိုမူတစ်တာကလေးတွေတွင်စနစ်တကျစုဆောင်ထားတတ်ပါတယ်။ပန်းတွေနင်ကတော့အလုံးလဲလို့စားလဲဖတ်နဲ့မမမှန်းဘူးလား။မေဖြစ်သူကယူနာဖြင့်မိရှာပါတယ်။မပင်မန်းပါဘူးအမေရဲ့သမီးတို့ဘဝကအခုမှပန်းဆိုင်နေတော့ပဲရှိသေးတာနောက်ကြရင်ဒီပန်းတွေကနေပတ်စံတွေပွင့်လာမှာအမေရဲ့ပန်းနွယ်ဤစကားကြောင့်ဒေါ်အေးမြပြုံးလိုက်မိပါတယ်သူမသမီးလေးသည်ခန္ဓာကိုယ်သာသိမ့်နေတော့လဲစိတ်တက်ကမူမိုးထင်အောင်မြင်မနေသည်ကိုသူမသိလိုက်ပါသည်ထိုညနေတွင်ပန်းနွယ်သည်ရင်းနေစဉ်မြေကလေးအောက်တွင်သူမဖတ်ခဲ့သောစာအုပ်များထဲမှအချက်လက်များကိုမှတ်စုစာအုပ်ဟောင်းလေးထဲ၌ကူးယူနေခဲ့ပါတယ်စူဆောင်းခြင်းသည်ချမ်းသာခြင်းအစဘိုးသူရသည်အဖိုးတန်ဆုံးသောရင်းနှီးမြှုပ်နှံမှုသူမ၏မျက်လုံးများထဲတွင်အနာဂတ်အတွက်မျှော်လင့်ချက်များတောက်ပနေခဲ့ပါတယ်။အပြင်ဘက်တွင်မိုးဖွဲဖွဲလေးကျနေစေဖြစ်တော်လဲပန်းနွယ်၏စိတ်ကူးထဲမှာတော့လှပသောဥယျာဉ်တစ်ခုစတင်ပြိုးထောင်နေပြီဖြစ်ပါတယ်ခင်ဗျာ။ခန်းတစ်ကိုနားဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။အခန်းတစ်ကိုဆက်လက်နားဆင်လိုပါကကျွန်တော်ရဲ့ Story Podcast Channel လေးကို Subscribe လုပ်ထားပေးဖို့မမေ့ကြနဲ့နော်။ဘေးပရာတွေဝေးကွာကြပါစေခင်ဗျာ။